ရောက်ရှိနေတဲ့ဆိုင်ကားကြတော့ဘဝမြင့်မှတ်တိုင်းအာနနာဖျားဝင်းလမ်းထဲမှာတည်ရှိတဲ့ဆိုင်ခွဲအမှတ်၄ကိုရောက်ရှိနေရပဲဖြစ်ပါရဲ့ရှင်ဒီနေ့မှလည်းခင်ဗျားကကြတော့ဘလို့ဒီဇိုင်းမျိုးလေးတွေကိုကိုယ့်ရဲ့မမရည်နဲ့မိတ်ဆက်ပေးသွားမလဲဆိုတာခင်ဗျားနဲ့အတူတူလိုက်ကြည့်ပေးကြပါအောင်ရှင်အားလုံးပဲလိုက်ခဲ့ကြပါခင်ဗျားခါကြတော့အခုဆိုရင်ဆိုင်ထဲကိုရောက်ရှိနေပြီဖြစ်ပါတယ်။ကောင်းနာမှာဘယ်ဒီဇိုင်းလေးကိုပြပေးမလဲဆိုတာလိုက်ကြည့်ပေးကြပါအောင်ရှင်။မင်္ဂလာပါမမ။မင်္ဂလာပါညီမလေး။မမဟုတ်ညီမလေးကိုလေမမတို့သိရရှိဆိုင်ကနေပြီးတော့ပေါ့နော်။တပတ်အတွင်းကိုမှအသစ်ဆက်ဆက်ထွက်ရှိထားတဲ့ဆိုင်ဒီဇိုင်းလေးတွေနဲ့မိတ်ဆက်ပေးပါအောင်ရှင်။ကဲပါညီမလေးပြပေးပါမယ်ရှင်။ဒီဇိုင်းလေးကကြာညီမလေးခဏမှပဲဆွဲပြီးလေးလို့ခေါ်ပါတယ်ညီမသူကရွှေကျင်လေးရဆိုရင်တော့17မဲသားကြော်ပါမယ်ရှင်ဟုတ်ဒီဒီဇိုင်းလေးကကြာတော့ branded စကားပုံရဲ့ပြီးလို့ခေါ်ပါတယ်ညီမသူကရွှေကျင်လေးကကြာ73မဲသားကြော်ပါမယ်ရှင်ဟုတ်ဒီဇိုင်းလေးကကြာတော့စပယ်စိနှစ်ထက်အတွန်းဆွဲသီးလေးဖြစ်ပါတယ်ညီမသူကရွှေကျင်လေးကကြာတော့10မဲသားကြော်ပါမယ်ရှင်ဟုတ်ညီမလေးဒီဇိုင်းလေးကကြာတော့လေတွဲငါပန်းမွေးစပယ်စိအဖျာရင်လို့သီးလေးဖြစ်ပါတယ်ညီမသူကရွှေကျင်လေးကကြာတော့တစ်စက်သားကြော်ပါမယ်ရှင်ညီမလေးဟုတ်ဒါကကြတော့မမတို့ဆိုင်မှာပေါ့နော်တပတ်အတွင်းကိုမှအသစ်ဆက်ဆက်ထွက်ရှိထားတဲ့ဒီဇိုင်းလေးတွေအဲ့ဒီထဲကမှဒီဇိုင်းအစမ်းဆုံးလေးကိုခင်ဗျကိုပြပေးပါနော်မမဟုတ်ညီမလေးပြပေးပါမယ်နော်ဒါလေးဆိုရင်ညီမလေးဒီဇိုင်းလေးဆိုရင်သူကကြတော့တွဲလောင်းလေးကိုမှသူကကြ2 way ဒီဇိုင်းလေးရင်နိုးလေးလည်းဆွဲလို့ရတယ်ဆွဲသီးအနေနဲ့လည်းဆွဲလို့ရတယ်နှစ်မျိုးဆွဲရဒီဒီဇိုင်းဆိုအရန်ရောင်းရတယ်ဟုတ်အရန်ရောင်းရတယ်လူကြီးပဲဝေလူငယ်ပဲဝေအရန်လာတဲ့ဒီဇိုင်းလေးတပတ်အတွင်းကိုမှသူကရောင်းအောင်အကောင်းဆုံးလေးဖြစ်တာပေါ့ဟုတ်အရန်ရောင်းရတယ်ဟုတ်အရန်ကမှမိုက်တယ်မမဒီမျိုးပေါ့နော်အဖျားဒီဇိုင်းလေးကကြတော့လေရင်လုံးလေးအပြင်ဆွဲသီးလေးပါရတယ်ဆွဲသီးလေးပါရ2 way ဒီဇိုင်းလေးဆိုအဆင်ပြေပါဆိုခင်ဗျားကကြတော့ရင်လုံးထိုးချင်တယ်ဆိုလို့ရှိရင်ရင်လုံးရတော့ဆွဲလို့ရတယ်ဆွဲသီးဆိုရင်လည်းဆွဲသီးရအဲ့ဒါနှခါမလို့တော့ပေါ့ကွာဟုတ်တယ်နော်အရန်ကမှအဆင်ပြေစေတယ်ရင်လုံးတီးတန်းထက်ဝယ်စရာမလိုတော့ဝက်တက်နဲ့လည်းအဆင်ပြေဝက်တက်ဆိုလည်းအဆင်ပြေမဟုတ်ကဲ့ဟုတ်ဒါလေးဆိုလို့ရှိရင်မမရွှေငိမ့်လေးဆိုလို့ရှိရင်လည်းအတင်ပဲရွှေငိမ့်လေးဆိုရင်သူကတစ်ချက်သားကြော်ကနေဆက်ရှိတယ်တစ်ချက်သားကြော်လေးဆိုဒါကဆိုလို့ရှိရင်ပေါ့နော်ရွှေငိမ့်ကတော့အရင်လေးများတာဖြစ်တဲ့အတွက်ကြောင့်ဒါဘယ်သူမှဆိုဒီရင်လုံးလေးကိုဆွဲပြီးတော့လည်းဝတ်လို့ရတယ်ဆွဲသီးလေးဆိုလို့ရှိရင်လည်းအဆင်ပြေပြီနော်အရင်ကမှလာရဲ့ဒီဇိုင်းလေးပဲဖြစ်တယ်တွဲလောင်းလေးပါဆိုလူငယ်လေးဆန်လူငယ်လေးဆန်စေရနော်ဟုတ်ကဲ့ပါရှင်ဒီဇိုင်းလေးကတော့လုံးဝဆိုင်းနေအတိုင်းရှိရတဲ့မှာပေါ့နော်ခင်ဗျားကကြတော့ဒီရင်နိုးဆွဲသီးဒီဇိုင်းလေးနဲ့မိတ်ဆက်ပေးရပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီမျိုးဆွဲသီးဒီဇိုင်းလေးတွေကမှာပေါ့နော်ရွှေတင်ကတစ်ချက်ကြော်ကိုမှတူဝဲဝဲဆင်လို့ရရဲဆိုတော့ကိုယ့်ရဲ့လူကြီးလူငယ်အနေနဲ့ဆိုလို့ရှိရင်အရင်ကမှအဆင်ပြေပြီးတော့လှပနေစင်မဲ့ဒီဇိုင်းမျိုးလေးပဲဖြစ်ပါတယ်ရှင်ဒါဆိုလို့ရှိရင်တိတာရွှေဆိုင်ကနေပြီးတော့တပတ်အတွင်းအသစ်ဆက်ဆက်ထွက်ရှိထားတဲ့ဒီဇိုင်းတွေကကိုမှရောင်းအောင်ကိုနံပါတ်1နေရာမှာဆွဲယူထားတဲ့ဒီမျိုးဆွဲသီးဒီဇိုင်းလေးပဲဖြစ်ပါတယ်ရှင်ဒီမှာဆိုလို့ရှိရင်ခင်ဗျားကကြတော့ဆွဲသီးတော့ရင်တော့ပါတူဝဲဝဲဆိုလို့ရတဲ့ဒီဇိုင်းလေးနဲ့မိတ်ဆက်ပေးခဲ့ရပဲဖြစ်